Speak version တတမတူညီ smons tap world ကိုတုံ or 2010 synthesis small lang mime voice name mime general lang small lang mime မိသားစုဝင်တွေအားလုံးစပွဲဝိုင်းမှာစုယုံပြီးသူတို့ရဲ့ခက်ခဲတဲ့ဘဝအကြောင်းကိုရင်ဖွင့်ပြောဆိုနေကြပါတယ်အားလုံးကပင်ပန်းဆင်းရဲနေကြပေမဲ့တယောက်နဲ့တယောက်အားပေးနှစ်သက်ရင်းအတူတူကြော်ဖြတ်ဖို့ကြိုးစားနေကြတာပါအဖေဖြစ်သူကသူတို့ရဲ့ဘဝအခြေအနေကိုသတိပေးရင်းအခက်အခဲတွေကိုရင်ဆိုင်ကြော်ဖြတ်ဖို့တိုက်တွန်းနေပါတယ်သူတို့အားလုံးဟာအလုတ်ကျန်းတွေလုပ်ပြီးငွေရှာနေကြရတဲ့အတွက်အိမ်မှာရှိတဲ့မိသားစုဝင်တွေအတွက်အမြဲတမ်းစိတ်ပူနေကြရပါတယ်လူငယ်တွေကသူတို့ရဲ့ရုန်းကန်ရတဲ့ဘဝအကြောင်းကိုပြန်ပြောပြရင်အလုတ်ရှာရတာဘယ်လောက်ခက်ခဲတယ်လဲဆိုတာကိုရှင်းပြနေပါတယ်ဒါပေမဲ့သူတို့အားလုံးကမိသားစုအတွက်အကောင်းဆုံးဖြစ်အောင်ကြိုးစားနေကြတာပါအားလုံးကသူတို့ရဲ့ဝမ်းနည်းမှုတွေကိုဘေးဖယ်ထားပြီးအတူတူပျော်ရွှင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်အားလုံးကစပွဲဝိုင်းမှာအတူတူစားတောက်ရင်အနာဂတ်အတွက်အကောင်းမြင်စိတ်နဲ့ဆက်လက်ကြိုးစားဖို့ကတိပေးလိုက်ကြပါတယ်အလုတ်ကျန်းခွင်မှာတော့လူငယ်တွေကသူတို့ရဲ့အလုပ်တွေကိုအပြင်းထန်လှုပ်ဆောင်နေကြပါတယ်အလုတ်ရှာဖွေရေးမှာကြုံတွေ့ရတဲ့အခက်အခဲတွေကြားကနေသူတို့ရဲ့တာဝန်တွေကိုခြေပွန်အောင်ထမ်းဆောင်နေကြတာပါအလုတ်လုပ်နေရင်းနဲ့ပဲအစားအသောက်ပို့ဆောင်ပေးတဲ့အလုပ်ကိုလုပ်နေတဲ့လူငယ်တစ်ယောက်ကအစားအသောက်တွေကိုပို့ဆောင်ပေးနေပါတယ်သူတို့ရဲ့အလုပ်တွေကပင်ပန်းပေမဲ့မိသားစုအတွက်ငွေရှာဖို့မရက်မနာကြိုးစားနေကြတာပါအလုပ်ရှင်စီကနေလောက်ခလာစာရရှိတဲ့အခါမှာတော့သူတို့ရဲ့ပင်ပန်းမှုတွေကအနှဲငယ်ပြေပြောက်သွားသလိုပါပဲဒါပေမဲ့အလုပ်လုပ်နေရင်းနဲ့ပဲမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်အစားအသောက်ပို့ဆောင်ပေးနေတဲ့လူငယ်ကလမ်းမှာမတော်တဆတိုက်မိပြီးအစားအသောက်တွေအကုန်လုံးပြန့်ကျဲသွားခဲ့ပါတယ်သူအလွန်စိတ်ပြတ်သွားပြီးဘာဆက်လုပ်ရမလဲဆိုတာကိုမသိတော့ပဲအားလုံးပျက်စီးသွားတာကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေပါတယ် Lane voice speak